ပဲမင်္ဂလာပါရှင်ခုလိုမျိုးမိုးရွာဒီမိုးအေးလေးချိန်မှာအိမ်မှာဘာတွေချက်စားဖြစ်ကြလဲเนาะမေမိုးကတော့လေဒီအိမ်ကစိုက်ကလေးထဲမှာဖယုံရွက်လေးတွေလေအရန်ကိုတက်နေတာတွေ့လို့မေမိုးတို့တအိမ်လုံးအကြိုက်ကြရဆန်ပြုတ်လေးချက်စားဖြစ်ပါတယ်အရင်ဆုံးထမင်းကိုတည်လိုက်တယ်ပေါ့เนาะပို့ပြီးတော့မြန်ဆန်အောင်လို့ထမင်းကိုရေလေးပုံမှန်ထက်နေကြထပ်ပိုများများထည့်ပြီးတော့ချက်ထားလိုက်ပါတယ်ပြီးရင်တော့ဝက်နံယူနဲ့ပြုတ်မှာဆိုတဲ့အတွက်ကြောင့်ဝက်နံယူလေးကိုရေလေးတိချဆေးပြီးတော့ချက်တွနီဥမြများလေးနဲ့ထည့်ပြီးတည်ထားလိုက်ပါတယ်ရေနွေးလေးနဲ့တည်ထားလိုက်ပါတယ်ပြီးရင်တော့ခြံထဲကဖယုံရွက်တွေကိုတွားပြီးတော့ခူးတယ်ပေါ့နော်ဖယုံရွက်တွေကလေကိုခြံထဲရဆိုတော့လက်လက်ဆက်ဆက်လေးနဲ့ပြီးရင်အရန်ကိုခြူတယ်ပေါ့နော်ကိုတက်စီလေးပါလေပါမာကိုလည်းစိတ်မပူရတော့ဘူးပေါ့နော်ကိုခြံထဲရကိုဆိုတော့မေမိုးတို့မိသားစု3ယောက်စာဆိုတော့လေဒီလောက်လေးဆိုရပြီပေါ့နော်ရလာတဲ့ဖယုံရွက်လေးတွေကိုအရင်ဆုံးရေများလေးနဲ့တိချလေးစီးတွေပေါ့နော်ပူသက်စီးတွေတော့ဘာရောမပါဘူးပေါ့နော်ဒါပေမဲ့မြေကြီးတွေဘာတွေပါနေတက်လို့ရေများလေးနဲ့2ခါ3ခါလာစီးပါတယ်အိမ်မှာလေးငရုတ်တီလော်ထောင်းထားတာလေးလဲကုန်ပြီဆိုတော့မေမိုးငရုတ်တီသူနဲ့တွဲကတ်စားဖို့တွဲငရုတ်တီလဲတစ်ခါလေးလှော်မယ်ပေါ့နော်ဒီဟာလေးမေမိုးတို့ရဲ့ကရန်ငရုတ်တီပေါ့နော်ဒီကရန်ငရုတ်တီကလေအရန်ကိုဆက်တဲ့ထိုင်မဲ့သူ့ဆိုင်ဖိုင်မနာဘူးပေါ့နော်အဲကြောင့်မေမိုးဘယ်နေရာရောက်မေမိုးအရင်တော့တခြားမှာတာဝန်ကြတော့ပေါ့နော်စတက်ဂရုဆီယာမှာဘောပင်လုံးမှာတာဝန်ကြရဲဆိုရင်လည်းမေမိုးအိမ်ကဘာမှမလဲဆိုဒီငရုတ်တီပဲမှားတာပေါ့နော်အဲ့လောက်ထီကိုကြိုက်တာပေါ့နော်အခုဒီထိုင်ရောက်တော့လေဒီငရုတ်တီကိုပဲမှားပြီးတော့စားတယ်ပေါ့နော်ငရုတ်တီလေးတွေကိုမီအေးလေးနဲ့ဒီချာလေးအနံ့လေးမွေးလာအောင်ကျွတ်လာအောင်ထိလှော်တယ်ပေါ့နော်လှော်ထားတာတွေကိုဘလန်ဒါနဲ့ဒီချာကြိတ်ပြီးတော့ဘူးလေးထဲသိမ်းနေပေါ့နော်ဒီမှာကြည့်မြင်တာနဲ့တကယ်ဆက်မဲ့ငရုတ်တီဆိုတာတိတာတယ်ပေါ့နော်မေမိုးတို့အိမ်မှာငရုတ်တီကတော့မရှိမဖြစ်ပေါ့နော်ချက်ထားတဲ့ထမင်းလေးလည်းကြက်ပါပြီရှင်ရေများလေးနဲ့ချက်ထားတော့ဆိုတော့ထမင်းစီစီပျော့လေးပေါ့နော်ခုနကပြုတ်ထားတဲ့ဝက်နံယူလေးတွေလည်းနူးပြီးဆိုတော့တည်ထားတဲ့ချက်ထားတဲ့ထမင်းကိုဒီထဲတစ်ခါလေးရောထည့်လိုက်တယ်ပေါ့နော်ဒီကတော့မေမိုးအမြဲသုံးတဲ့အလွယ်ဆုံးနည်းပေါ့နော်ထမင်းကိုတက်ချက်ဝက်နံယူကိုနူးအောင်တည်ပြီးတော့တစ်ခါလေးထည့်လိုက်တာပါပြီးရင်တော့သူ့ကိုတခြားနှက်ဆက်အောင်မွေပြီးရင်ဒီထဲကိုအရသာလေးထည့်ပါတယ်မေမိုးကတော့ဒီထဲမှာအရသာအတွက်စားထည့်တယ်ပြီးရင်ဒါရှိမုံလေးထည့်ပါတယ်ကိုတခြားချုံမုံတို့ဘာလို့စားရင်တော့ကိုကြိုက်တဲ့ရတာထည့်ပေါ့နော်မေမိုးကတော့စားနဲ့ဒါရှိထည့်ပါတယ်ပြီးရင်ဒါလေးတွေကိုနာလေးဆက်တည်ထားတယ်ပေါ့နော်ဒီမှာဆက်တည်ထားလိုက်တာမေမိုးတို့ဒီလိုလေးစံပြုတ်ပစ်လေးရပြီပေါ့နော်စံပြုတ်ကိုလေးအကျဲကြရင်ရေများထဲပေါ့နော်မေမိုးကတော့ဒီလောက်နေထားရကြိုက်ပါတယ်ပြီးရင်စံပြုတ်လည်းအနေထားလဲကိုကြိုက်တဲ့အနေထားရပြီဆိုရင်ခုနကတခြားရေးဆေးပြီးစစ်ထားတဲ့ဖယုံရွက်လေးတွေထည့်ပါတယ်မကြည့်မေမိုးအတင်နဲ့တော့မှပြန်ပြီးတော့စားချင်လာပြီပေါ့နော်စားချင်စရာလေးဖယုံရွက်စိမ့်စိမ့်လေးနဲ့ဝက်နံယူလေးရယ်စံပြုတ်လေးရယ်မေမိုးကတော့အမြဲတမ်းစားဖြစ်တယ်ပေါ့နော်ခဏစားဖြစ်တယ်အရန်လဲကြိုက်တယ်မေမိုးတို့ဒါချက်တဲ့နေ့ဆိုရင်အိမ်မှာထမင်းလွတ်စားကြတယ်ပေါ့နော်တချို့တော့ကတော့လေစံပြုတ်ကလူမမာစားဆိုပေမဲ့ကိုရီတော့ကတော့မဟုတ်ဘူးပေါ့နော်အရန်ကြိုက်လို့မေမိုးအိမ်ထောင်မကြခင်ကဆိုလဲအိမ်မှာမေကအရန်ကြိုက်တော့ခဏချက်တယ်ပေါ့နော်အဲ့တော့ကလေးကလည်းကြိုက်တယ်အခုအိမ်ထောင်ကြပြီးတော့လဲနိုဘာနဲ့သူ့ဖေကလည်းကြိုက်တော့အိမ်မှာခဏချက်စားဖြစ်တယ်ပေါ့နော်တကယ်ကြရဆန်ပြုတ်ဆိုရင်တော့မြေတို့မုံမြင်းချင်6တို့ထည့်ကြတယ်ပေါ့နော်မေမိုးကတော့ရှိတာလေးနဲ့ပဲဖြုံရွက်လေးနဲ့ပဲလောက်လိုက်ပါတယ်ဒါတော့သူနဲ့ကတ်စားမယ်ဟာပေါ့နော်မုံလာဥနီနဲ့တကယ်တမ်းမလိုက်ဘူးကိုနိုဘာစားမယ်ဆိုလို့သူအတွက်တက်လုပ်ပြီးထားတာပေါ့နော်စားဖို့တက်ပြန်လိုက်ပါအောင်မယ်ရှင်ငရုတ်တီနဲ့မခတီထောင်းထားတဲ့မွေးလေးထည့်ပါတယ်ပြီးတော့ကော်ပီထုတ်ပလေးထားတာလေးထည့်ပါတယ်တမယာလေးကိုအရင်ညစ်ပါတယ်ချင်ကန်ဆက်လေးစားမှာပေါ့နော်ပြီးတော့နနန်းပင်ရှိရင်တော့နနန်းပင်ထည့်လို့ရတယ်ပေါ့နော်မေမနနန်းပင်မရှိလို့မထည့်လိုက်ရဘူးပြင်ငံပြားလေးပေါက်ပြီးတော့စားပါတယ်ကိုစိတ်ကြိုက်အရသာအနေထားလေးပေါ့နော်မေမကတော့ချင်ကန်ဆက်ကိုမခါဒီလေးနဲ့မွေးပူလေးကိုကြိုက်လို့အလိုလေးစားပါတယ်ဟာရဆုံပြီးတော့အခုလိုမျိုးမိုးရွာတဲ့အချိန်လေးနဲ့ရမ်းကိုလိုက်ဖက်တဲ့ကြရဆန်ပြုတ်ပူလေးစားကြပါအောင်ရှင်ဒါကတော့ဝက်နံယူလေးပေါ့နော်ဝက်နံယူလေးကလည်းဣပြီးတော့အရန်ကိုမှစားလို့ကောင်းပါလေရှင်နိုဘာကလည်းအရန်ကိုအားပေးပါလေရှင်သူလည်းအရန်ကိုကြိုက်ပါတယ်
အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ်နော်ဘိုင်ဘိုင်